ဆီယာမတွေများတာလဲလက်စားနေကြဆိုတယ်ပြောတဲ့စကားကိုပူပေါ့နော်အခုဆီယာမပြောချင်တာကတော့ဆီယာမတို့ကသားတော်မမွေးသေးဘူးဆီယာမတို့ဒီဘေးရင်ပညာလောကကိုရောက်လာတာနော်အခုသားလေးလာနေတဲ့ဘေးရင်ပညာရှင်ဆီယာမြတ်ထုတ်ခေါင်ရဲ့ဇနီးဆီယာမဒေါ်လာထေးဆိုသားတို့တမိုင်းကြောင်းလဲနည်းနည်းလေးလာလိုက်ပါဦးနော်ဆီယာမတို့အခုဘေးရင်ပညာတွေပေါ့နော်ဆီယာမတွေထပ်ပေါ်လာမှန်ပါတယ်သူတို့လက်စားတဲ့လူတွေစားကြတယ်ဆီယာမတို့ဒါဘလူးမှမပြောလို့လေသူတို့ပညာနဲ့သူတို့အတတ်ပညာနဲ့သူတို့လှုပ်ရှားနေကြတာလေဘလူးအောင်မှထိခိုက်အောင်မပြောပါနဲ့သားလေးရဲ့သားလေးအခုလေးလာနေတဲ့စာအုပ်တွေကဆီယာမအမျိုးသားဆီယာမြတ်ထုတ်ခေါင်ရဲ့စာအုပ်တွေဖြစ်နေတယ်နော်ဆီယာမတို့တမာရီရှိတဲ့လူတွေကိုသားတို့မပြောသင့်ဘူးဆီယာမတို့ကသားတို့တောင်မမွေးသေးဘူးအနှစ်40လောက်ရှိပြီဒီပညာရက်ကိုလေ့လာပြီးလူပေါင်းများစွာကိုကယ်ခဲ့တာနော်ဆီယာမဒီတင်ထားတဲ့ခုနှစ်ကိုလည်းကြီးလိုက်အောင်ခုမှမဟုတ်ကြပြီဒါမဲ့သားတို့ကိုပြောချင်တာကကြည့်ပြီးတော့တမိုင်းကိုလေ့လာပြီးတော့ပြောစေချင်ပါတယ်နော်သားတို့ပြောသလိုပဲလက်စားတဲ့ဆီယာမတွေအများကြီးဖြစ်တယ်လို့ဆီယာမတို့ကလည်းလက်စားတဲ့လူတွေမဟုတ်ပါဘူးခုနှစ်သားသမီးကက်တင်နေတာနော်နှစ်ပေါင်းလဲကြာပြီသားလေ့လာတဲ့စာအုပ်တွေကိုပြန်ကြည့်လိုက်ပါအောင်ဘလူးစာအုပ်တွေလဲလို့နော်ဆီယာမတို့ကသားတို့အဖွားရည်လောက်ရှိပါတယ်ပြောမယ်ဆိုလို့ရှိရင်သားတို့မွေးတာမမွေးသေးဘူးနော်အေးဒါပဲပြောချင်တယ်တခုတော့ရှိရနော်သားဟိုတမာရီရှိတဲ့လူပညာရှိတဲ့လူကိုသားမစော်ကားမိစေနဲ့နော်လေးလာပြီးမှပြောပါလေးလာပြီးမှမှတ်သားပါနော်ဒီနေ့ကစပြီးတော့ဆီယာမတို့ကလည်းသားတို့ကိုမတိတဲ့နားမလဲတဲ့သူတွေကိုဒါပြောပြတာနော်ဒါဘယ်ပညာမဆိုဘလူးအိုမှာထိတ်တိုက်မဝေဖန်ပါနဲ့လေးလာကြီးမှဝေဖန်ပါနော်ဆီယာမပြောချင်တာကတော့မသိပဲနဲ့အောက်ကနေကောမန့်တွေရေးတယ်ဆီယာမတွေများလာတယ်နော်လက်စားနေကြတယ်ဆိုတဲ့စကားလုံးကြီးပေါ့လေးလာကြီးမှရေးပါမလေးလာပဲနဲ့မရေးပါနဲ့ဒီစကားလုံးတစ်ခုကြောင့်သားဘဝမှာပြဿနာဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့သားတို့ပြောတဲ့လူကဘလူးဆိုတာသားတို့လေးလာလိုက်အောင်နော်လေးလာကြီးမှသားတို့ပြောအဲ့ဒါအကောင်းဆုံးပဲဆီယာမတို့ကတော့ဘာမှမဖြစ်ဘူးဘလူးတိုက်ဘယ်ကလေတိုက်ဆီယာမတို့ကမရွေ့ဘူးဘာကြောင့်လဲဆိုကိုယ့်ရဲ့တမာတိနဲ့ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်အလုံးလုံးနေတာဒီပညာရက်ကိုလေ့လာပြီးစီးပူတာအသက်ငယ်20ကျော်တည်းကလေ့လာအခုဆီယာမတို့အသက်60တော်တော်ကျော်သွားပါပြီနော်သားလေ့လာပြီးမှဆုံးဖြတ်ပါဝေဖန်ပါပြောပါနော်နောက်တစ်ခုနောက်သားရဲ့ဘဝတက်လန်းအတွက်လုပ်ချင်တယ်ဆိုရင်တော့ဒီလိုစကားတွေနဲ့မဝေဖန်နဲ့တင်ဆရာမြင်ဆရာကြားဆရာတွေလေ့လာပြီးမှဆုံးဖြတ်ပါနော်သားအခုဆီယာမတို့ကဘလူဆိုတာကိုလဲသားကိုပြောပြပြီးဆီယာမရဲ့အမျိုးသားဆီယာမြတ်ထုတ်ခေါင်ဆိုကဘာကျော်လေသားတို့အကုန်သိနေတာပဲစာအုပ်ဘယ်နှအုပ်လောက်ထုတ်ပြီးပြီလေနော်ဒါကိုလဲလေ့လာတဲ့နဲ့ဆီယာမကဘလူဆိုတာလဲလေ့လာတဲ့နဲ့ဆီယာမကဒါပေမဲ့မဟောဘူးတခါတလေကျမှဟောဆီယာဟောတယ်ဆီယာမရတရားပိုင်းကင်တယ်သားတို့သိကျင်ကြက်ကဆန်ဖေးကနောက်ဖက်မဟုတ်ဆီယာမြတ်ထုတ်ခေါင်ဆီယာမဒေါ်လာထေဟောကန်ကိုလာသေးခြင်းနဲ့နော်ဆီယာမတို့ကတပတ်ကို4ရက်ဖွင့်တယ်တင်းနှင်းလာအင်္ဂါဗုဒ္ဓဟူးပိတ်တယ်နော်လာပြီးလေးလာပါလာပြီးစုံစမ်းပြီးမှဝေဖန်မှာနော်ဘာမဟုတ်တဲ့စကားလေးတစ်လုံးကြောင့်ကိုဘာဖြစ်သွားသလဲနော်လေးလာပါမှတ်သားပါရမ်းသမ်းပြီးတော့စကားတွေကိုစကန်နာမထိုးပါနဲ့မင်းတို့ထင်တဲ့ဆီယာမတွေများလက်စားတဲ့နေမှာဒုံးမပါဘူးနော်ဘာဖြစ်လို့လဲဆိုရမ်းသမ်းပြီးမပြောနဲ့ရမ်းသမ်းပြီးပြောရင်သားတို့ရဲ့ပညာရက်တွေပြန်ပြီးတော့မကောင်းဖြစ်သွားလိမ့်မယ်နော်ဘဝတက်လျှောက်တာဒီခုနှစ်ရက်သားသမီးကဲမယ်ဆိုရင်ကဲတဲ့စိတ်လေးပဲမွေးပါကဲတဲ့စိတ်သေးပဲစိတ်ထရထားပါဘလူးအောင်မှာတိုက်ခိုက်ခြင်းနဲ့စိတ်မပေါ်ပါနဲ့နော်တိုက်ခိုက်ခြင်းစိတ်ပေါ်လို့ရှင်မှားတတ်တယ်တင်ဆရာမြင်ဆရာကြားဆရာအခုမြင်နေတဲ့ဆရာကြားနေတဲ့ဆရာနော်ကိုဖတ်နေတဲ့ဆရာကိုလည်းမပြစ်မှားပါနဲ့နော်ကန်ကြီးထက်တဲ့သားဒီဆရာမတို့ဒီဗမာဖေးတွေနော်ဖရာတရားတန်ခါမိဘဆရာသမားကိုအမြဲတမ်းဥထိတ်တိုင်းဒီပညာရက်အောင်မြင်တယ်တို့ဆရာကြီးအဘဦးကြမြင့်ပြောတဲ့အတိုင်းနော်ဖရာတရားတန်ခါမိဘဆရာသမားကိုဘတော်မှမမေးတဲ့ကျေးဇူးတွေကြောင့်ဆရာမတို့ဒီလိုဖြစ်လာဒီလိုလင်းတာခုနှစ်သားသမီးကဲသိနိုင်တာဒီပညာရက်နဲ့ပဲသွားတာဟိုလိုဒီလိုမလို့ပညာရက်တစ်ခုပဲထားပါနော်ဟိုလိုဒီလိုဟိုလူကိုတိုက်ရိုက်ဒီလူကိုတိုက်လိုက်မတိုက်ပါနဲ့နော်ကိုယ့်ရဲ့ဂုံတိတ်ခါတွေလည်းကြားတယ်ကိုယ့်ရဲ့ချင်းကိုပြတယ်လို့ဖြစ်တာနော်ဒါပေမဲ့ဆီယာမနောင်လာနောင်သားတ
တပည့်တွေအတွက်ဆရာနဲ့ဆရာမဆရာရဲ့စာအုပ်တွေကိုဘာကြောင့်ထုတ်တယ်ဆိုတော့နောင်လာနောင်သားတွေအတွက်ထုတ်ပေးထားတာဒီပညာကိုကြည့်ပြီးတော့ဟောလို့ရပါတယ်online ပေါ်မှာတော်တော်များများဆရာစာအုပ်တွေဝယ်ပြီးဟောနေတဲ့လူတွေအများကြီးရှိတယ်နော်အေးလဲလာပါမှတ်သားပါဒီဆီယာမဒေါ်လာလထဲဆိုတာဘယ်လိုလဲဆိုသားတို့သိဖို့ကောင်းတယ်လာလေးလာလိုက်ပါနော်ဆီယာမကြက်ကဆက်ဖေးကအနောက်ဖက်မဟုတ်ဆီယာမျက်ထုတ်ကောင်ဆီယာမဒေါ်လာလထဲဟောကမှာအမြဲရှိနေတယ်အေးဒါပဲပြောချင်တယ်နော်တကယ်ဆီယာမလေးတွေဆီယာလေးတွေလည်းပညာကိုလေ့လာပါလိုက်စားပါတခုတည်းသောဟာကိုပဲလေ့လာပြီးစ조사အထုတ်လိုက်ပါအားလုံးအောင်မြင်ပါလိမ့်မယ်နော်ကဲဆီယာမကတော့ဆီယာမကို line မတိုက်နဲ့နော်ဆီယာမကိုတိုက်ရင်ဆီယာမ fight မှာပဲဆီယာမ fight တဲ့ဆီယာမနော် online ပေါ်လဲကြည့်လိုက်ရောမဟုတ်မခံဘူးလာပြီးတော့ဇောင်းမကြွားကြနဲ့ကိုယ့်ဘာကိုပညာရဲနဲ့ကိုစ조사ပါအားထုတ်ပါလေ့လာပါဘယ်ဆီယာကိုမှမတိုက်ခိုက်ပါနဲ့တင်ဆီယာမြင်းဆီယာကြားဆီယာပေါင်းလဲဒီကနေပြီးတော့ဆီယာမကနေပြီးတော့ဂါရဝပြုပါတယ်နော်ဆရာကြီးဦးကြမြင့်ဆရာကြီးဦးတန်းဝင်းဆရာကြီးဦးလင်းအောင်ဆရာဦးချစ်တင်တို့ကိုလည်းအမြဲတမ်းကြော့ပန်းစင်ပါတယ်ကိုတင်ခဲ့ဘူးတဲ့ဆရာတော့ဆရာဦးတန်းဝင်းပါဒါပေမဲ့အမြဲတမ်းဦးတိုက်ကြော့ပါတယ်နော်အားလုံးတော့မင်္ဂလာနည်းနည်းခင်းမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေပြည့်စုံကြပါစေလို့ဆရာမမေတ္တာပို့ပါတားတဲ့ကောင်းသောလမ်းကိုလိုက်ပြီးမကောင်းတဲ့နော်ညံနေမကောင်းတဲ့အကျင့်စရိုက်တွေဖျောက်ပါလို့ဆရာမပြောခြင်းတယ်နော်ဒါပါပဲ